ပွဲလိုပြဲလို့ဒီမှာချိန်ကဟွာစီဒီဟောမှာလည်းညာဈေးတိုင်းရောက်တယ်လို့မျိုးပဲဗျာပွဲသေးရောက်နေတယ်လို့မျိုးပဲလူတွေကပြည့်ကျက်ညက်နေပြရတဲ့လူမှန်သမျှအကုန်ထွက်တဲ့သဘောပဲပွဲချမ်းပြီးသူတို့ဟိုမာလိုင်းရုံဘက်ကိုသွားကြမှာထင်တယ်အကုန်လုံးအကျောင်းမြန်မာတွေတော့များတယ်ထင်တယ်နိုင်အောက်တွေလားမသိဘူးချိန်ကဟိုတော့မလိုက်တော့ဒီဘက်ချမ်းကိုသွားကြည့်ပွဲလိုပြဲလို့ဒီမှာလမ်းလျှောက်ရတာညောင်းတယ်အားလုံးဝင်မယ်တော့ကျွန်တော်ကိုရောက်ရှိနေနေရတော့ Valley Brookway ဘက်ဖြစ်ပါတယ်ဒီမှာတော့Bloody by Terminal ကတော့ရှိပြီးတော့ငွေတွေများစုတော့ရောက်ရှိနေကြတာပဲဖြစ်ပါတယ်ဘူးဆိုအချိန်အဖြစ်ဟို17:15တို့